ဝင်ဘာ9ရက်နေ့မှာထွက်ခဲ့တဲ့ April Patch ကိုလုံးဝမဖတ်ရသေးတဲ့လူတွေအတွက်တော့ယုံကြည်စရာမကောင်းဆိုပေမဲ့ဒါကတကယ်ကြီးအဲတက်လက်ရဲ့စကေးတူးဖြစ်ပြီးတော့ပတ်စိတ်ဝိုင်းရတဲ့လုံးဝကိုကျယ်နေတဲ့အပြင်ခဲတဲ့အေရီယာပါတော်တော်လေးကိုကျယ်ထားတာဖြစ်တဲ့အတွက်ပြောရရင်အဲတက်လက်ကအခုလက်ရှိမှာတာမှာတော်တော်မိုက်နေတဲ့တက်နှကောင်ပါ intro ကဗီဒီယိုတိုင်းရှင်းနေတယ်ဆိုပြီးတော့ Telegram ထိလာပြီး complain လာတက်နေတဲ့လူတွေအတွက်ပြောရမယ်ဆိုတော့ဖြင့်ဒီမှာလေး intro ဝင်တရားလေးတိတ်မရှိတော့ဘူးဆိုတော့ဗျာစာဖတ်မှာပြင်းနေနေတဲ့အတွက်ထုံးစံအတိုင်းပဲနိုဝင်ဘာ9ရက်နေ့မှာပြောင်းလဲသွားတဲ့ April Patch တွေမှာဘယ် hero တွေကို buff လိုက်လဲဘယ် hero တွေကို nerf လိုက်လဲဆိုတာတွေအပြင်ပြောင်းလဲသွားတဲ့ item adjustment တွေနဲ့နှုတ်ဆက်သွားတဲ့ item လေးတစ်ခုအကြောင်းပြောပြချင်ပါတယ်ပြောနေနေပဲ intro က38စက္ကန့်တော့ကြာနေပြီ哟April Patch တစ်ခုလာတဲ့ Raven Hero ဒါမှမဟုတ်ရင်လည်း Hero တစ်အကြောင်းရှင်းပြရတာပုံမှန်ပဲဆိုပေမဲ့ကျွန်တော် Freya အကြောင်းတော့အများကြီးမပြောပြတော့ပါဘူးသူ့အတွက်လည်းဗီဒီယိုတစ်ပုတ်လုပ်ပြီးသွားတဲ့အပြင် Freya Raven ရဲ့အကြောင်းကိုမသိသေးဘူးဆိုရင်လည်းပဲကျွန်တော်ရဲ့ channel ထဲမှာ Freya Raven အကြောင်းအသေးစိတ်ရှင်းပြထားတဲ့ဗီဒီယိုရှိတယ်လက်ရှိ Mobile Legends community မှာတော့ Freya Raven ကfeedback တွေတိတ်ပြီးတော့မကောင်းလာဘူးဘာဖြစ်လို့လဲဆိုတော့အရင် Freya လောက်မချမ်းတော့ဘူးဆိုတဲ့လူကခများပြီးတော့ Legend skin ကလည်းပုတ်သွားတဲ့အပြင် skin effect တွေကို nerf လိုက်တာလားဘာလားလို့တော့ပြောနေကြတဲ့အထိတော်တော်ဆိုးရွားနေတာပါအဓိကတော့ဗျာ Freya ကိုကြိုက်ကြတဲ့လူကလည်းမြန်မာနိုင်ငံမှာဒူးနဲ့ဒေးရှိတဲ့အပြင်တခြားစာပါတွေမှာလည်း Freya ကပိုကောင်းတယ်အခုလက်ရှိ Freya ကြီးကစုပ်ပြတ်နေတာပဲဆိုပြောတဲ့ feedback တွေကတော်တော်များနေတာဖြစ်တဲ့အတွက်မတို့တို့ဘယ်လိုလုပ်မလဲဆိုတာစောင့်ကြည့်ရမှာပါကျွန်တော်ရဲ့ personal အမြင်ကတော့ Freya ထက်အခုလက်ရှိ Raven လောက်တဲ့ Freya ပိုပြီးတော့ကောင်းလာတယ် skill effect တွေဘာတွေက nerf ခံလိုက်ရတယ်ဆိုတာကတော့လက်ခံပေမဲ့ Freya ထက် new Freya ပိုကောင်းပါတယ်အဲ့ဒီလိုကောင်းတယ်ပြောလို့လေ TikTok မှာဆဲခံရပြီးပါပြီဒါလေးကတော့ဘယ်မှကင်ထားရဲ့ကျွန်တော်ပါပွဲချင်းရလဲ level 4ဒါမှမဟုတ်ရင်လေ level 5လောက်ရရမယ်အနေထားမှာဖြစ်နေဆိုပေမဲ့လောလောဆယ် grow ကြီးကဘက်လိုက်နောက်လို့တော်တော်ဆိုးဆိုးဝါးဝါဖြစ်နေတဲ့အခြေအနေမှာရှိပြီးတော့ခုမှပဲ level 4ရပါတော့တယ်ဘယ်မွန်တနည်းအားဖြင့် data key ကိုတော်တော်များရုပ်ဆိုးကြီးဆိုပြီးတော့ခေါ်ကြရဲဆိုပေမဲ့အခုလက်ရှိမှာတော့အဲ့လိုခေါ်လို့လုံးဝမရတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ hero revan လိုက်တာကြောင့်ပါ Olus ကပစိန်နလက်နဲ့ခုတ်လို့လိုက်လို့ရလာရဲ့နဖူးကအမာယကြီးအပြင်တွေးကြတဲ့အတိုင်းပဲဘယ်မွန်ရဲ့ revan ကတော်တော်လေးကိုစောက်ထာကျနေတဲ့အပြင်ကိုမှအရင်တော့ကလိုမျိုးရုပ်ဆိုးကြီးလို့ခေါ်လို့လုံးဝမရတော့ပါဘူးတကယ်ပြောတာပါ hero model ကတော်တော်မိုက်သွားတာပါ hero model လေးပြောင်းလဲသွားလို့မတာဝင်မိလူကြိုက်များသွားရဲ့လို့တော့ဘယ်ဟုတ်မလဲဗျာစကေး1မှာဆိုရင်လည်းပဲအရင်ကနဲ့မတူဘဲနဲ့ new effect တစ်ခုထည့်ပေးထားတယ်အရင်ကစကေး1ကပုံမှန်ဆိုရင် enemy ကိုတိုက်လိုက်ပြီဆိုတာနဲ့စလိုးပဲဖြစ်သွားစေတာဆိုပေမဲ့လည်းပဲအခုလက်ရှိပြောင်းလဲသွားတဲ့စကေး1မှာဆိုရင်တော့ဖြင့်အားလုံးတွေ့ကြတဲ့အတိုင်းပဲတိုက်ခိုက်လိုက်ရတဲ့ enemy စီမှာရှိတဲ့ physical defense 40% ကို3စက္ကန့်တိတိ shot မှာဖြစ်တဲ့အတွက်ဒီဟာက Dairo ရဲ့စကေး2ခေါင်းခိုက်တာနဲ့တော့တွားပြီးတော့ဆင်ပါတယ်ဒါပေမဲ့တခုရှိတာက Dairo ရဲ့စကေး2က buff တွေတို့ turtle တွေတို့ lord တွေတို့အဲ့ဒီလိုအပေါ်တွေမှာလည်း effective ဖြစ်တယ်ဆိုပေမဲ့လည်းပဲဘယ်မွရဲ့စကေး1ကတော့အဲ့ဒီလိုမျိုး effective ဖြစ်စေမှာမဟုတ်ပဲ buff တွေကိုတော့ damage ပေးနိုင်တယ်ဒါပေမဲ့ physical defense shot တွေဆိုတာက enemy only ပုံမှာပဲအလုပ်ဖြစ်မှာပါကျွန်တော်ရဲ့ personal အမြင်အရပြောရမယ်ဆိုတော့ဖြင့်ဘဲမိုးချန်ဂေလာဆိုတာကဒီမတာမှာတော်တော်လေးခေစားလာမယ်ချန်ဂေလာတစ်ကောင်ဖြစ်လာမှာဖြစ်ပြီးတော့အခုလက်ရှိမှာလည်းမာတစ်တို့ဘာတို့ဘတ်ထားတာဖြစ်တဲ့အတွက်ဒီကောင်လေးနဲ့ရှင်ဖြုတ်လို့ရမယ်မာတောင်ကလောင်လေးရဲ့ durable ချန်ဂေလာတစ်ကောင်ဖြစ်လာပါလိမ့်မယ်ဒီဘက်လောက်လိုက်တဲ့ hero နှစ်ကောင်လည်းတာဝန်နဲ့ဝီတရားရပြပြီးသားပြီဆိုတော့ကငပြင်းနေမဖတ်တဲ့ April Patch ထဲမှာဘယ် hero တွေပြောင်းလဲသွားလဲဆိုတော့ရှင်းပြခြင်းပါတယ်ပထမဆုံးအနေနဲ့ပြောင်းလဲသွားတာကတော့လေးလာပါ basic အထက်ဖြစ်ပြီးတော့ skill တစ်ခုခုတောင်းလိုက်တဲ့အခါကျရင်ကြာချိန်တနည်းအားဖြင့်တော့ best win effect ကိုဖျောက်ပေးလိုက်တာဖြစ်ပြီးတော့ content creator လေးတန်မဟုတ်တဲ့တခြားလေးတန်နဲ့ပြောရရင်တော့ skin ထုတ်ချိန်လို့bắtတာပါဒါပါပဲ။ရွာကြီးအနေနဲ့ ultimate သုံးလိုက်လို့ရှိရင်အရင်တော့ဆိုရင် message ပြီးပေါ်လိုက်ပြီးတော့တွေးတက်တဲ့ဟာတွေပါရင်မရှိဘူးဆိုပေမဲ့လည်းပဲအခုလက်ရှိမှာတော့ message ပြီးပေါ်လိုက်ပြီးတွေးရှိရာကနေပြီးတော့ထောက်နေရတီတက်မယ်။တနည်းအားဖြင့်တော့ ultimate ဖွင့်လိုက်ရင်တက်မဲ့သွေးကိုပို့ပြီးတိုးပေးလိုက်တာဖြစ်ပြီးတော့ level 11 skin တနည်းအားဖြင့်တော့ Nancy skin ထွက်နေပြီဖြစ်တဲ့အတွက်ပတ်ပေးလိုက်တာပါ။ဒီလောက်ပါပဲ။ပြောင်းလဲသွားတဲ့ hero ကတော့ passive တွေရော skill 1တွေရော skill 2တွေပါပြောင်းလဲသွားတာဖြစ်တဲ့အတွက်ကျွန်တော် hero guide သဘောအနေနဲ့ပြောရမယ်ဆိုရင်ပထမဆုံးကတော့ passive ပါ။ဒီအောင်လို့ဥပမာအနေနဲ့ပြထားရမယ်ဆိုတော့ဖြင့်တွေးကြတဲ့အတိုင်းပဲလက်သေး3ချောင်းပေါ်နေတဲ့အချိန်ကျွန်တော်တို့ကခြုံထဲဝင်လိုက်တဲ့အခါပစိန်ကြီးကလင်းလက်သွားမှာဖြစ်ပြီးတော့အဲ့ဒီလိုမျိုးပစိန်ကြီးလင်းလက်နေတဲ့အချိန်တွေးကြတဲ့အတိုင်းအဟက် basic အထက်အနေနဲ့ပြောင်းလဲသွားမှာဖြစ်ပြီးအဲ့ဒီအဟက် basic အထက်နဲ့ enemy ကိုတောက်ခုတ်တဲ့အခါကျရင်အဲ့ဒီ enemy က slow ဖြစ်သွားမယ်ပြီးတော့ skill 1တောင်းလိုက်တဲ့လိုမျိုးပဲဘောင်းဆိုပြီးတော့မီးနှောင်း3ချောင်းပေါ်သွားမှာဖြစ်ပြီးတော့အရင်ကလိုမျိုးပဲ damage ထိနေစေအောင်ပါပါဒီလိုနဲ့ပဲ6စက္ကန့်ကြာသွားလို့ passive ရဟောဒီလိုမျိုးအပြည့်ဖြစ်သွားပြီဆိုရင်ခြုံထဲပြန်ဝင်လိုက်အဲ့ဒါဆိုရင်ခုနကလိုမျိုးပဲပစိန်ကြီးကလင်းလက်သွားမယ်အဟက် basic အထက်ရမယ်passive ကတော့ဒီလောက်ပဲကောင်းတဲ့အချက်ကိုပြောရမယ်ဆိုတော့ဖြင့်6စက္ကန့်တစ်ခါတိုင်းကျွန်တော်တို့က basic အထက်ကအဟင်းဖြစ်နေမှာဖြစ်တဲ့အတွက်ခဏရိုက်နေလို့ရတယ်ဆိုတဲ့အချက်ကတော့ခြုံထဲဝင်လိုက်လို့ရှိရင်တွေးတက်အောင်မယ်ဆိုပေမဲ့ရှီးတွေမရတော့တာပါကျွန်တော်တို့က skill 1ကိုသုံးလိုက်ပြီဆိုတာနဲ့ရှီးနေငယ်ရမယ် movement speed 60% ကို3စက္ကန့်တိတိရမယ်ဒါပေမဲ့ basic အထက်တွေကအရင်တော့က skill 1လိုမျိုးအဟင်းတွေပါရင်မဖြစ်တော့ဘဲနဲ့ skill 1သုံးပြီး basic အထက်တောက်ခုတ်မယ်ဆိုရင်တော့မှပုံမှန် basic အထက်ကိုပဲထိစေမှာပါဒီတော့ brother
တို့လိုတိုရှင်းနဲ့နားလည်အောင်ပြောရမယ်ဆိုတော့ဖြင့်အရင်တော့ကပတ်စိတ်ဖြစ်တဲ့ရှီယာစကေးဝမ်းနဲ့ကိုရောက်သွားမှာဖြစ်ပြီးတော့အရင်တော့ကစကေးဝမ်းအန်ဟစ်ဘေးစီအထက်ကပတ်စိတ်တွေကိုရောက်သွားတာပါဒါလောက်ပါပဲစကေးတူကအရင်တော့လိုမဟုတ်တော့ဘဲနဲ့3ကတီတီကိုဇက်တိုက်ရိုက်လို့ရမှာဖြစ်ပြီးတော့အရင်တော့ဆိုရင်များ2ခါရိုက်ပြီးပြီဆိုတာနဲ့နောက်ဆုံးတစ်ချက်ရိုက်ဖို့အတွက်စက္ကန့်နည်းနည်းစောင့်ရတယ်ဒါပေမဲ့အခုဘာစက္ကန့်မှစောင့်နေရမလို့တော့ဘူးဒါဒီတိုင်းကြည့်လို့ရှိရင်တော့တိတ်ပြီးတော့မသိတာဘူးဆိုပေမဲ့လည်းပဲအားလေးပိုင်းမှာဂျန်ငယ်လာကိုတောင်းနောက်တဲ့အခါဒါမှမဟုတ်လည်း ESB လိန်အချင်းချင်းရှင်းထိန်းတဲ့အခါတော်တော်လေး effective ဖြစ်စေမှာဖြစ်ပြီးတော့ဟီရာက ESB လိန်မှာပြန်ပြီးတော့ဘောင်းဝင်လာနိုင်ခြေရှိပါတယ်ဒါပေမဲ့မေထားလို့မရတခုကပါလဲဆိုတော့ ESB လိန်မှာစိုးနေတဲ့ CRE တွေဖြစ်တဲ့ CC တို့လပူတို့ဂလူးတို့ကရှိနေသေးတာဖြစ်တဲ့အတွက်အကောင့်နေနဲ့တော့ရှင်းထိန်းလို့ရမယ်တော့မထင်ဘူးဒါလေးကတော့ဇေဘီယာရဲ့ယူယူစကီဝမ်မှာတွေးကြတဲ့အတိုင်းပဲ rain ကလည်းပုံမှန်တော့ပဲရှိတယ်ဒါပေမဲ့ဒါလေးရကြပြန်တော့လေဇေဘီယာရဲ့နောက်ဆုံးဖောင်တနည်းအားဖြင့်တော့အဟက်ဖြစ်သွားတဲ့စကီဝမ်မှာဟုတ်ပါတယ်တွေးကြည့်ကြတဲ့အတိုင်းပဲယူယူစကီဝမ်ရောအဟစ်ဖြစ်သွားတဲ့စကီဝမ်ရောကအရင်တော့ကလိုမျိုးကွာခြားတော့မှာမဟုတ်ဘဲနဲ့အတူတူပဲဖြစ်သွားမှာဖြစ်ပြီးတော့အရင်တော့ဆိုရင်များယူယူစကီဝမ်ကအနံကျင်းနေဆိုပေမဲ့အခုလက်ရှိမှာတော့ယူယူစကီဝမ်ကအဟစ်ဖြစ်တဲ့စကီဝမ်လိုပဲအနံမကျင်းတော့ဘဲနဲ့ပုံမှန်လိုပဲဖြစ်သွားပြီးတော့အဟစ်စကီဝမ်ကလည်းဒါပဲယူယူစကီဝမ်ကလည်းဒါပဲစကီတူဆိုရင်လည်းတွေးကြတဲ့အတိုင်းပဲယူယူစကီတူကလည်းဒါပဲအဟစ်ဖြစ်သွားတဲ့စကီတူကကြတော့အဲ့ထက်နည်းနည်းပိုကြီးသွားတာပဲရှိတာသူရေးထားတာကဘလောက်ပါစန်နေကနေဘလောက်ပါစန်နေတီကြီးတယ်လို့ပြောထားရဲဆိုပေမဲ့အဲ့ဒီပါစန်နေတီက1 2အဲ့လောက်လေးပဲရှိတာဖြစ်တဲ့အတွက်ကျွန်တော်ပါစန်နေတီကိုတော့အတိအကျထည့်မပြောတော့ပါဘူး Ultimate ကလည်းအဲ့လိုပဲဗျာရိုးရိုး Ultimate မှာဆိုရင်လည်းတွေးကြတဲ့အတိုင်းအနံကအရင်ကထက်တိတိတသားကြီးကိုပိုကြီးသွားတယ်ဒါပေမဲ့အဟစ်လောက်သွားတဲ့ Ultimate မှာတော့အဲ့ထက်နည်းနည်းလေးပဲပိုကြီးသွားတာလွယ်ပြီးတော့ damage တွေရောဘာတွေရောဘာမှပြောင်းလဲမှုမရှိပဲဒီတိုင်းမှာပဲပွပွလေးလေးပဲဒဲဖောက်ရမယ်ဆိုတော့ဇာဘီယာကိုဒီလိုပြောင်းလိုက်တဲ့အတွက်မတာပြောင်းဝင်လာနိုင်ခြင်းရှိလားဆိုရင်တော့လုံးဝဝင်လာနိုင်ခြင်းမရှိပါဘူးငကူကလေးကဗလင်းမပါတဲ့အထိုင်မေးတကောင်ဖြစ်တာဖြစ်တဲ့အတွက်ဗဇာနာတို့ဘာတို့ကတော့မှသူ့ထက်တော်သေးတယ်ဗျာဒါပေမဲ့ဒီလိုမျိုးစကီးတွေပြောင်းလိုက်လို့တော့ဇေဘီယာကအားလေးပိုင်းမှာအရင်အလောက်ရုံးအကန်ရတာတွေမရှိတော့ဘူးဆိုပေမဲ့လည်းပဲ position မယူနိုင်ရင်တော့တဖုတ်ဖုတ်နဲ့တည်နေအောင်ပါပြောင်းလဲသွားတဲ့အထဲမှာပို့ပြီးတော့ကောင်းသွားတာလားပို့ပြီးတော့ဆိုးသွားတာလားဆိုတော့ကျွန်တော်ကိုယ်တိုင်ဝေခွဲမရတာတော့ရွှေထူးပါပဲရွှေထူးအနေနဲ့စကီးတစ်ခုခုသုံးလိုက်တဲ့အခါရှီမဟုတ်တဲ့ရှီတစ်ခုရမှာဖြစ်ပြီးတော့ဒါကိုရှီလို့ခေါ်လာတော့မသိဘူးအဲ့ဒီလိုမျိုးက energy wave လေးတစ်ခုရမှာဖြစ်ပြီးတော့အဲ့ဒီလို energy wave လေးရှိနေတဲ့အခါကျရင်တော့ရွှေထူးကို enemy တကောင်ကောင် damage ပေးနေတဲ့အခါတွေးကြတဲ့အတိုင်းပဲပေးတဲ့ damage ပေါ်မူတည်ပြီးတော့သွေးပြန်တက်မှာဖြစ်တဲ့အတွက်သူက uranus ရဲ့ passive နဲ့တော့နည်းနည်းသွားစင်နေဒါပေမဲ့ uranus ရဲ့ passive ကကြတော့အချိန်တိုင်းပြည့်နေတာဒီကောင်ကကြတော့အဲ့ဒီလိုမျိုး energy wave လေးရှိနေမှာပြည့်မှာပါဒီ passive ကို bro တို့နားလည်အောင်ရှင်းပြရမယ်ဆိုရင်တော့ဖြင့် enemy ကကိုယ် damage 100နဲ့ပြစ်လိုက်တယ်ဒါပေမဲ့ကိုက damage 100ကိုခံလိုက်ရတာဖြစ်တဲ့အတွက်သွေး30ပြန်တက်တော့ enemy စီက damage ကို80ပဲခံရတော့မှာအဲ့ဒီလိုပုံစံမျိုးပေါ့ဗျာဒါက physical defense တို့ damage reduction တွေဘာမှမဟုတ်ဘူးเนาะသွေးပြန်တက်တဲ့ပုံစံကိုပြောပြတာပါစကေးတူသုံးလိုက်တဲ့အခါအရင်တော့ကလိုမျိုးစကေးတူ rain ထဲမှာရှိတဲ့ကိုယ့်ရဲ့ teammate တွေအကုန်လုံးကိုသွေးပြန်ဖြည့်ပေးတော့မှာမဟုတ်ဘဲနဲ့ teammate 3ယောက်ရှိမယ်ဆိုရင်သွေးအနည်းဆုံး teammate 1ယောက်ကိုပဲသွေးပြန်ဖြည့်ပေးတော့မှာပါအရင်တော့ကတော့ teammate 3ယောက်ရှိလို့ရှိရင်3ယောက်လုံးသွေး100စီဖြည့်ပေးရဆိုရင်အခုလက်ရှိပြောင်းလဲသွားတဲ့ passive ကြတော့3ယောက်ထဲကသွေးအနည်းဆုံး1ယောက်ကိုဖြည့်မှာဖြစ်တဲ့အတွက်သွေးက150 200လောက်ထိကိုသွားပြီးတော့ဖြည့်ပေးမှာပါ ultimate သုံးပြီးတော့အဟိဖြစ်သွားတဲ့စကေးတူကိုသုံးလိုက်မယ်ဆိုရင်တော့ဖြင့်အရင်တော့ကလိုမျိုးပဲဗျာ teammate 9ယောက်ရှိရင် teammate 900လုံးဖြည့်နေအောင်မေဒါကတော့ကောင်းတဲ့တစ်ချက်လို့တောင်ပြောလို့ရမယ်ဒါပေမဲ့ဖြည့်ပြီးတဲ့သွေးပမာဏကိုတော့နည်းနည်းလျှော့ပေးလိုက်ပါတယ် ultimate သုံးနေတဲ့အချိန်ရတော့တွင်းကို enemy ရဲ့ ultimate rate နဲ့ရှိနေလို့ရှိရင်မထောင်းငင်စလို့ဖြစ်စေတဲ့ effect ကိုတိုးပေးထားတယ်ဒါပေမဲ့လေးပေါ်မြောက်သွားတဲ့ effect ကိုတော့လျှော့ပေးထားတယ်ဒါတွေကတော့ခဏအနေနဲ့ပဲဖြစ်တာဖြစ်တဲ့အတွက်တိတ်ပြောက်ရေးမကြည့်ပါဘူး။ဒွိုင်းရဲ့အဓိကအားကိုးရာတတိယဖြစ်တော့တော်တော်များများကြိုက်ကြတဲ့အရာကစကေးတူသုံးလိုက်တဲ့အခါကျရင်9កောင်ရှိရင်9កောင်လုံးသွေးဖြစ်ပေးရဆိုပေမဲ့အခုလက်ရှိကအဲ့လိုဖြည့်မပေးတော့တာကြီးကတိတ်သဘောကျကျင်စရာတော့မကောင်းဘူး။ဒါပေမဲ့ uranus ရဲ့ passive နဲ့ခက်စင်စင်ရှိတဲ့စကေးတစ်ခုခုသုံးထားတဲ့အချိန်အတော်တွင်းမှာ damage လာပေးလို့ရှိရင်သွေးတက်တာလေးကတော့သဘောကျရဲဆိုပေမဲ့ကျွန်တော်ကိုယ်တိုင်ရောဒါက back flight တာလား net flight တာလားတိတ်မသွေးခွဲပါဘူး။ဗီဒီယိုအစမှာပြခဲ့တဲ့အတိုင်းပဲတိတိတတာကိုပြောင်းလဲသွားပြီးတော့တော်တော်လေးကန်ရကောင်းလာတာကတော့အဲ့ဒါလက်ပါဒီမဲ့ဆိုရင်တွေးကြတဲ့အတိုင်းပဲစကေး1စကေး2 ultimate ကြိုက်တာကို3ကြိုက်တယ်လို့3သူ့ရဲ့ခဲလို့ရတဲ့ passive ကတွေးကြတဲ့အတိုင်းဘေးမှာအကျယ်ကြီးပဲပေါ်နေလိမ့်မယ်နောက်ပြီးတော့စကေး2ခေါင်းပြက်ကြီးလွတ်လိုက်တဲ့အခါကျရင်လေအရင်တော့ကလိုမျိုးပြအနီးကက်ကြီးသွားစရာမလိုတော့တွေးကြတဲ့အတိုင်းပဲခေါင်းပြက်ကြီးနဲ့ခလန်းလန်းနေပြီးတော့စတန်းရင်အောင်မှာစတန်းမိနေမှာဖြစ်တဲ့အတွက်ဒီဟာကတော်တော်လေးကိုကောင်းတာပါစတန်းနဲ့ range ကိုကျေလိုက်တယ်ဆိုပေမဲ့လည်းပဲအပြန်လန်နေနဲ့တော့စတန်းမဲ့ကြာချိန်ကိုနည်းနည်းလေးရှော့ပေးလိုက်တယ်တလက်အနေနဲ့ ultimate ကိုချက်ချင်းမသုံးမနဲ့ဖိထားမယ်ဆိုရင် enemy ကို slow ဖြစ်စေမှာဖြစ်ပြီးတော့အရင်တော့ကတော့အဲ့ဒီ slow ဖြစ်စေမဲ့ effect က 60% ဆိုလာပဲအဲ့လောက် slow တွေဆိုပေမဲ့လည်းပဲအခုလက်ရှိမှာတော့ 40% ပဲ slow တော့မှာပါ
ဒီမဲ့ဆိုရင်တွေးမြင်နေကြတဲ့အတိုင်းပဲအက်တလက်ရဲ့ passive range ကအကျယ်ကြီးဖြစ်တဲ့အတွက်လင်းတစ်ကောင်တော့ဓာတ်ခောက်ဖို့အနိုင်နိုင်သူဟာသူတော်မှထွက်ပြေးလို့အဆင်မပြေနေတာဖြစ်တဲ့အတွက် passive range ကျေလိုက်တာက assassin တော်တော်များများအတွက်အိမ်မဆိုး passive တစ်ခုဖြစ်လာစေပါလိမ့်မယ်ကျွန်တော်ရဲ့ personal အမြင်ရတော့ဒီတစ်ခေါက် upgrade patch တွေထဲမှာ vanilla ပြီးရင်အက်တလက်ကိုအကြိုက်ဆုံးလို့တောင်ပြောလို့ရမယ်ဘာဖြစ်လို့လဲဆိုတော့တော်တော်လေးကန်ရတာအဆင်ပြေလာတဲ့အပြင်အရင်တုန်းကလိုမျိုးဗျာ enemy ကိုဆွဲဖို့အတွက်အနားရရန်ကတ်စရာမလိုတော့ဘူးအိုးဒါနဲ့စကားမဆက်ကျွန်တော်ရဲ့ video ကလည်း7မိနစ်ကြော်ဆိုတဲ့အချိန်အတော်တင်းကိုရလာပြီဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ video ကိုအခုချိန်ထိဆက်ကြည့်နေသေးရဲ့ဆိုရင်သိကြပါတယ် brother တို့ကကျွန်တော်ရဲ့ video ကိုကြိုက်လို့ပါအဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ content တွေ video တွေကိုစိတ်ဝင်စားတယ်နောက်ထပ်ထပ်ကြည့်ချင်သေးတယ်ဆိုရင် video တွေဒီလိုမျိုးဖန်တီးနေတဲ့ကျွန်တော်ကိုယ်တိုင်ကလည်း subscriber 100k ဆိုတဲ့နေရာတစ်ခုကိုဒီနေ့မကုန်ခင် try နေတာဖြစ်တဲ့အတွက် brother ရဲ့ subscribe တစ်ခုကကျွန်တော်တို့အများကြီးအဖြစ်စေပါတယ် channel ကိုလည်း subscribe လုပ်ပေးပြီးသွားပြီကျွန်တော်ရဲ့အခုလက်ရှိ video ကိုလည်း like လေးပေးပြီးသွားပြီဆိုတော့ကနောက်ထပ်ပြောမယ့်အကြောင်းအရာစီကိုဆက်ကြတာပေါ့ဗန်နီရဲ့ passive လို့ပြောလို့ရမယ်ဟော်ဒီကအပေါ်မှာမြင်နေရတဲ့ dark energy လေးရဲ့ recharge ကိုဖိနေတဲ့အခါအရင်ကထက်ပိုပြီးတော့မြန်မြန်ပြည့်အောင်လုပ်ပေးထားတယ်ဒါပေမဲ့တိတ်ပြီးတော့မတိတာဘူးလို့ခံစားရတယ်နောက်တစ်ခုကကြတော့ဗန်ဒီအနေနဲ့ energy ပြည့်နေတဲ့အခါကျရင်ဟောဒီလိုမျိုးဘလင်းခံဒီစတန်းခံလိုက်ရလို့ရှိရင်ဗျာဗန်ဒီတတာကအဲ့လိုမျိုးစတန်းပြည့်သွားပြီဆိုတာနဲ့ auto ဘလင်းသွားတယ်ဒါပေမဲ့အခုလက်ရှိ upgrade မှာတော့ auto ဘလင်းတာကိုလုံးဝဥမာကန့်သက်ထားလိုက်ပြီးတော့ energy ပြည့်သွားလို့စတန်းခံရရင်တော့ဂျင်တော့လိုမဟုတ်ဘဲနဲ့ဗန်ဒီက auto ဘလင်းသွားတာတို့ဘာတို့အဲ့ဒီလိုမျိုးလုံးဝမဖြစ်တော့ဘဲနဲ့ဒီတိုင်းပဲရှိနေမှာဖြစ်ပါတယ်ဂျင်တော့ကဗန်ဒီအနေနဲ့ energy အပြည့်ရဖို့ဆိုရင် basic ထက်4ချက်ခုတ်ရရဆိုပေမဲ့အခုလက်ရှိပြောင်းလဲသွားတဲ့ battery ရဲ့ passive ကတော့ basic ထက်3ချက်ခုတ်ရုံနဲ့ energy အပြည့်ရမှာဖြစ်တဲ့အတွက်ဒီတစ်ခေါက် battery data ရဲ့ passive အပြောင်းလဲကပြောရရင် battery data ကို balance တွေရောက်သွားလောက်တဲ့အထိကို impact များတာပါ။ဘာကြောင့်မို့ဒီလိုမျိုး balance တွေကိုရောက်သွားတဲ့အထိ impact များရတာလဲဆိုရင်တော့ဒီဟာလေးကိုကြည့်လိုက်ပါ enemy 3ကောင်လောက်ကို battery 5 ခဲပြီးတော့သုံးနိုင်မယ်ဆိုရင်တော့မှ blink က6ချက်လောက်ကိုချက်ချင်းရနေတာဖြစ်တဲ့အတွက် enemy 5ကောင်လုံးလာဒီလိုစတန်းနိုင်မယ်ဆိုရင် blink က6ချက်ဒါမှမဟုတ်10ချက်ထိကိုအများဆုံးရနိုင်တာဖြစ်တဲ့အတွက်တော်တော်ကြောက်စရာကောင်းတာပါ။မိကိန်းလောက်ကလေးက battery data ရဲ့ passive ဖြစ်တဲ့ဟောဒီယာဓာတ်ခုတ်ချက်တွေက damage ထွက်နေပြီဖြစ်တဲ့အတွက်ဒီလိုမျိုးသာခဏလောက်ခံရလို့ရှိရင်အိုးမလွယ်လာဘူးလေအဲ့ဒီဖွင့်ရပြီမ Let's dance with Blade မမရဲ့ပိုင်းနာ Dance with Blade မနဲ့ဘာကအဲ့ဖလကပေးလိုက်မမတကူကလေးကဟီးရိုးကိုယ်တိုင် over power ဖြစ်နေပါရဲ့ဆိုမှဒီလိုလေးနဲ့ဆိုရင်တော့ပူပျော်ဖို့ကောင်းတာပေါ့မိုင်းဖရန်တို့ရဲ့Let's dance with Blade. I like that name, guys. Mama, tiba. Ba. Dah dah lah. Saya try dulu lah tiga. Hey တော်ပါပြီကွာမရှိတဲ့ကောင်ဒီ1နဲ့နေမှာဆိုလို့ဒီထက်ပိုပြီးလေမပြတော့ဘူးနောက်တဲ့ hero စီဆက်သွားကြတာပေါ့အတီးရဲ့ passive လို့ပြောလို့ရမယ် passive ၄ခုပြည့်နေတဲ့အချိန် physical attack တွေပို့ရပါတယ်ဒီမဲ့ဆိုရင်တွေးတတ်တဲ့အတိုင်းပဲ level 1မှာဆိုရင်တော့ဖြင့် physical attack က10ပဲရတယ်ဆိုပေမဲ့လည်းပဲ level 15ရလို့ရှိရင်တော့120ဒီရနေတာကိုတွေ့ရမှာပါသူတို့ပြောထားတဲ့ပုံစံအရဆိုရင်တော့ hero level ကို10နဲ့မြောက်အဲ့ဒီလိုမျိုးမြောက်လို့ရတဲ့ဟာကို physical attack အဖြစ်တိုးပေးမယ်လို့ပြောထားတာဆိုတော့က level 1ဆိုရင် physical attack က10ခုရမယ် level 15ရောက်သွားလို့ passive ၄ခုပြည့်နေတဲ့အခါ physical attack က15ရှစ်လီ120ဖြစ်တာဖြစ်တဲ့အတွက်120 physical attack ကိုရမှာဖြစ်လို့ပြောရရင် farming တော်တော်မြန်လာမဲ့အနေအထားမှာရှိနေပါတယ်နောက်တစ်ခုကတော့ enemy ရဲ့ 40% အောက်ကိုရောက်သွားတဲ့အခါပေါ်လာမဲ့ indicator ဖြစ်ပြီးတော့ indicator လို့ခေါ်တဲ့ ဟောဒီကအမားချစ်ပုံအမှတ်လေးကအရင်ကလိုမဟုတ်တော့ဘဲနဲ့ TT မြင်နေရမှာဖြစ်ပြီးတော့ငကူအထက်2ဆလောက်ပိုကြီးပေးထားရလို့ပြောပါတယ်နောက်ပြီးတော့ leg gain ဝီးတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်အားလေးပိုင်းမှာတော့ ultimate damage တွေကိုနည်းနည်း short ထားရဆိုပေမဲ့လည်းပဲ leg gain ရောက်လာတဲ့အခါကျရင်လည်း ultimate damage ကိုတိုးပေးထားတာဖြစ်တဲ့အတွက် leg gain ညရင်လည်းအရင်မဝီးလောက်တော့ပါဘူးနောက်ထပ်ကတော့ ultimate က sky piercer effect ကို increase လုပ်မှာဖြစ်ပြီးတော့အရင်တော့ဆိုရင်ဗျာ ultimate ရဲ့ ဟောဒီကအမားချစ်ပုံစံအမှတ်ကလေးက sky piercer damage ကိုထည့်မတွက်ဘူးဆိုပေမဲ့အခုလက်ရှိမှာတော့အဲ့ဒီ sky piercer effect ကိုပါထည့်တွက်မှာပါဆိုတော့ sky piercer ထည့်သည်ဖြစ်စေမထည့်သည်ဖြစ်စေအဲ့ဒီလိုမျိုးအမားချစ်လေး enemy ပေါ်မှာတွေ့ပြီဆိုတာနဲ့ဖတ်ဆိုပြီးတော့ ultimate သုံးလိုက်တန်းပြောက်တယ်ဒီအဲ့ကောင်ပြီးတယ်အမလာတဲ့ဆန်းစီတဲ့ကောင်မနေပါနဲ့ဟုတ်တယ်နေမအလေးရဲ့စကီး1ဖဲချက်လေးပြစ်တဲ့စပီကိုတော့အရင်အထက်ပို့ပြီးတိုးပေးထားရလို့ပြောရဆိုပေမဲ့ဘာမှတော့သိပြီးမသိတာဘူးစကီး2ရဲ့6တောင်းကျတော့17 to 8ကနေပြီးတော့8 to 6ထီကိုတော်တော်လေး short ပေးလိုက်တယ်4စက္ကန့်ဆိုတာကြီးကနည်းတဲ့ပမာဏမဟုတ်တဲ့အပြင်စကီး2သုံးတဲ့အခါအရင်တော့ကလည်းမျိုးအုတ်ထုတ်ကနေထွက်သွားတဲ့အခါကျရင်လည်း movement speed ရမှာဖြစ်တယ်လို့အုတ်ထုတ်တဲ့ကိုပြန်ဝင်လိုက်တဲ့အခါကျရင်လည်း movement speed ရမှာဖြစ်တဲ့အတွက်တော်တော်မိုက်သွားတာပါအဲ့မစမလေးကိုမထိနဲ့ငါမီးခွင်းစွတ်တာအရှိရခံပေးမယ်ဆိုတဲ့တန့်နေတော့စိတ်မကောင်းပါဘူးဒီမဲ့ဆိုရင်တွေးထားတဲ့အတိုင်းပဲအရှိရ enemy 2ကောင်ဖြတ်ပြီးတော့နောက်ဆုံးက
enemy တကောင်ကိုပဲမိကွင်းစွတ်တာဖြစ်တဲ့အတွက်ဒီ feature ကလုံးဝကို over power ဖြစ်သွားစေပါလိမ့်မယ်ဒါနဲ့ချွင်းချက်ကတော့ Lolita ရဲ့ skill 2ဖြစ်ပြီးတော့ Lolita ရဲ့ skill 2ရတာအရှိမခံနေရဆိုရင်တော့ Harley အနေနဲ့ကိုမိကွင်းနဲ့ကိုပြန်ဆုတ်ခံရမှာပါ Harley ရဲ့မတာပြန်ဝင်လာနိုင်လားဆိုရင်တော့မတာတော့ပြန်ဝင်မလာနိုင်ဘူးဒါပေမဲ့အောက်မတာ hero တကောင်အနေနဲ့တော့ဘသူကန်ကန်ချမ်းနေုံမဲ့အနေထားမှာတော့ရှိနေတယ် Harley ရဲ့ skill 2သုံးမိကွင်းလေးဆုပ်ပြီးတော့ basic အထက်ဒါမှမဟုတ်ရင်လည်းဖဲချက်လေးတစ်ချက်နှစ်ချက်ပြည့်ုံနဲ့ enemy ရဲ့တေနေပြီဖြစ်တဲ့အတွက်ကန်ရလွယ်တဲ့ hero တကောင်ဖြစ်လို့အောက်မတာ hero ဖြစ်သွားမယ်လို့ပြောရတာပါဓမ္မစာပိုင်း line ချနေကိုဂိမ်းဆောက်လို့မရတဲ့အထက်ပြောတရားကောင်းတာလေးကိုတခုပြောရမယ်ဆိုတော့ဖြင့်မာတီရဲ့ skill 2ကအရင်အလောက်မန်နာတွေကုန်းတော့မှမို့တယ်လို့ ultimate ပြောလို့ရမယ့်နေတာရန်ကလည်းအရင်တော့ကလိုမျိုးဝူဝါဆိုပြီးတော့ထမအော်တော့ပဲနဲ့ချက်ချင်းနဲ့ချက်ချင်းပွင့်ဖြစ်သွားမှာပါအတော့ဆိုရင်ကိုတေးမိတ်ကသွေးတဝက်လောက်ရောက်ပြီဆိုတာနဲ့နေတာရန်ကိုကြိုဖွင့်ထားမှဆင်ပြီးတာဆိုပေမဲ့လည်းပဲအခုလက်ရှိမှာတော့သွေးနည်းနည်းလေးကြံတော့ရင်တော့မှ ultimate ကချက်ချင်းနဲ့ချက်ချင်းပွင့်တာဖြစ်တဲ့အတွက်သွေးနည်းလေးအဆင်ပြေတော့ပါပြီလက်ရှိမှာ M7 Granger skin တွေဘာတွေရလဲထွက်နေပြီဖြစ်တဲ့အတွက် M7 ကြရင်တော့ဒီ Framiji ကတော်တော်လေးကိုမှတွေ့မြင်နေရမယ့်အနေထားမှာရှိနေပြီ Framit Meta တို့ဘာလို့ဆိုတာလေမြင်တွေ့နိုင်ရကြီးရှိပါတယ်ပြိုင်ပွဲအိမ်မှာပါကိုရီတင်းမှာပါလာတဲ့ channel က SSB နဲ့စော့နေရဆိုရင်ဘာမှထွေထွေထူးစဉ်းစားမနေပဲနဲ့ထီးပဲဆိုပြီးတခုနဲ့ဆဲလွတ်လိုက်ပါအကြောင်းရတော့ channel ရဲ့ skill 1 cooldown တွေကိုရှော့ပေးထားရဆိုပေမဲ့လည်းပဲ skill 2 သုံးလိုက်လို့ရှိရမယ်ဗျာရှိရလို့နှစ်ချီးပတ်လေး3ဘက်နဲ့ပြစ်တဲ့ damage ကိုတော့ရှော့လိုက်တာဖြစ်တဲ့အတွက်ပြောရရင်တော့ဒီကောင်က SSB နဲ့စော့လို့အဆင်မပြေတော့အောင်လုပ်လိုက်တာပါပြချင်တာဗာလဲဆိုတော့ကွာ channel ကို SSB နဲ့စော့ရင်ရှင်တော့အဲ့လောက် damage မထွက်တော့ဘူးလို့ဆိုလိုတာပေါ့အဲ့ဒါကြောင့်မလို့ SSB နဲ့ကောင်တွေကိုတွေ့လို့ရှိရင်ဆဲလဲဆဲလို့ရတယ်လို့ repo လဲကောင်းကောင်းမွန်မွန်ထုလို့ရမှာဖြစ်တဲ့အတွက်စောက်သုံးမကြတဲ့ကောင်ထုတာဘာမှမဖြစ်ပါဘူး nafte ဆိုပြီးတော့တကယ်လဲအနက်မခံလိုက်ရတဲ့ hero တကောင်ကတော့ OCD ရပါattack growth ကို 7.5 ကနေပြီးတော့7 shot ပေးလိုက်တယ် 0.5 ပဲဆိုတော့ဘာမှထူးထူးမဟုတ်ဘူးဆိုပေမဲ့လည်းပဲ ultimate သုံးလိုက်တဲ့အခါကျရင် attack speed 30% free ရမှာပါ ultimate ပြစ်လိုက်မယ်ပြစ်လိုက်လို့ enemy ကိုထိသွားပြီး link ချိတ်သွားပြီးဆိုတာနဲ့ attack speed 30% ကိုချက်ချင်းလည်းငင်ရသွားမယ်အဲ့ဒါက ultimate မပြေမချင်းရနိုင်မှာဖြစ်တဲ့အတွက် critical နဲ့ပဲစော attack speed နဲ့ပဲစောပုံမကောင်းမလာပါလိမ့်မယ်ဆိုတော့ hands on naf တာတွေမဟုတ်ပဲတကယ် naf လိုက်တဲ့ဟာတွေကအခုမှလာပါပြီအာလူပလီယာတွေအတွက်ပြောရရင်တော့အရင်စိတ်မကောင်းဖြစ်မနေပါနဲ့ damage လေးပဲနည်းနည်း short လိုက်တယ် skill 1 damage လေးနည်းနည်း short လိုက်တယ်ဒီလောက်ပဲဘာမှထူးပြောစရာမလိုဘူးတစ်တော့မှအလူကကြီးကိုဘာလို့လိုက်လို့ညာလို့လိုက်လို့ဆိုပြီးတော့မျက်ရည်ဝဲနေတဲ့ကောင်တွေအတွက်လေတိတ်ပြီးတော့မျက်ရည်မချူကြပါနဲ့ဘာမှထူးပြောင်းလဲသွားတာမဟုတ်တဲ့အတွက်အရင်တော့ကလည်းမျိုးကြမ်းမဲကြမ်းသေးပဲဆိုပေမဲ့လည်းပဲ dominant idol ဘာလို့နဲ့တွေ့ရင်တော့ဖင်ခံရအောင်ပါပဲ MSL တွေဘာတွေကိုစောင့်ကြည့်နေတဲ့လူတွေအတွက်တော့ရီဆန်ချင်းကဘလောက်တောင်ဆိုးဆိုးဝါးဝါးကြီးတောင်းညမ်းနေလဲဆိုတော့သိကြမယ်ထင်ပါတယ်ရီဆန်ချင်းပါတဲ့ပွဲတနည်းအားဖြင့်တော့ရီဆန်ချင်းပါတဲ့ဘက်ကကိုနိုင်နေတဲ့အနေထားမှာဖြစ်နေတာဖြစ်တဲ့အတွက်ရီဆန်ချင်းကိုတော့ naf လိုက်ပြီးအရင်တော့ဆိုရင်ဗျာ skill 1 သုံးလိုက်တဲ့အခါကျရင်ကိုတောင်းတွေကိုဖြည့်ပေးတဲ့ duration က1 second ဆိုပေမဲ့လည်းပဲအခုကကြတော့တော်တော်လေးကိုရှော့ပေးထားပြီးတော့ 0.4 second ဆိုတော့ကright time သုံးနိုင်မှာအဆင်ပြေတော့မှာပါ ultimate သုံးလိုက်တဲ့အခါမှာဆိုရင်လည်းပဲအရင်တော့ကဆိုရင် enemy တွေအားလုံးရဲ့ vision ကို5 second ထိစစ်လို့ရရဆိုပေမဲ့လည်းပဲအခုလက်ရှိ ultimate သုံးလိုက်တဲ့အခါကျရင် enemy အားလုံးရဲ့ vision ကို2 second ပဲစစ်လို့ရတော့တာပါ3 second အောင်ကျော်သွားတာဖြစ်တဲ့အတွက်အများကြီးကိုရီဆန်ရှင်းကို naf လိုက်တယ်လို့ပြောလို့ရမယ်ပြောချင်တာကတော့ရိုးရှင်းပါတယ်ဗျာရီဆန်ရှင်းကို naf လို့ရရဆိုပေမဲ့ player တွေကိုတော့ naf လို့မရပါဘူးအဲဒါကြောင့်မလို့ကင်တက်တဲ့လူလက်ထဲမှာဆိုရင်တော့ရီဆန်ရှင်းကစောင့်ရမ်းကြမ်းနေပါပဲဒီကောင်လူကြိုက်များပါတယ်ဒါပေမဲ့လူကြိုက်များအနေနဲ့မကင်တက်တဲ့ကောင်တွေရောကင်တက်တဲ့ကောင်တွေရောစုသွားတဲ့အခါ ultimate တွေ skill 1 နဲ့ skill 2 တွေကမကင်တက်လေ damage ထွက်နေတာဖြစ်တဲ့အတွက် base damage ကို short ခံလိုက်ရပါပြီ CC ရဲ့ passive လို့ပြောလို့ရမယ့် yo-yo stat ကအများဆုံး10ခုထိစုလို့ရပြီး stat တစ်ခုကို1 second ခံနေ stat 10ခုဆိုရင်တော့10 second ခံမှာဆိုပေမဲ့လည်းပဲအခုလက်ရှိမှာဆိုရင်တော့ဖြင့် stat တစ်ခုကို 0.3 second ပဲခံတော့မှာပါဆိုတော့ earlyပိုင်း data ပဲလာဆိုင်တဲ့အခါကျရင် stat 10ခုကြီးနဲ့ လိုက်ပို့နေတဲ့တန်းကိုခံရတော့မှာမဟုတ်ဘူးဆိုပေမဲ့လည်းပဲ CC goal lane က CC goal lane ပဲရှိတာဖြစ်တဲ့အတွက် CC goal lane ကတော့ဆက်ပြီးဆော့လို့ရနေအောင်ပါကျွန်တော်တို့ VHB လိန်နာရဲ့အတွက်တော့ဝမ်းသာတရားဆိုပေမဲ့မတ်စမန်ကိုင်တဲ့ goal lane နာရဲ့အတွက်တော့စိတ်မကောင်းပါဘူးနတန်က Bandlist ရဲ့ 1-5 နေရာကနေပြီးတော့စင်ပေးရတော့မယ့်အနေထားမှာဖြစ်နေပြီးတော့ skill 1 magic power တွေ skill 2 magic power တွေ short လိုက်တဲ့အပြင် basic အထက် magic power ကိုပါ short ချပေးလိုက်ပါတယ်နောက်ပြီးတော့ stat အပြည့်ရှိနေမယ်ဆိုရင်တော့မှနတန်အနေနဲ့အရင်တော့လိုမျိုး movement speed မြန်နဲ့လှုပ်ရှားနိုင်တော့မှာမဟုတ်ဘူး 7.5 ကနေပြီးတော့ fight တွေ short ပေးလိုက်တာကပြောရရင်နှစ်ပဲဆိုပေမဲ့တော်တော်သိတာပါကောင်းတဲ့အချက်ကတော့နတန်ကိုအားလေးပါကလေးရအရင်ကတက်ပို့ပြီးတော့နှိမ်နိုင်လာမှာဖြစ်ပြီးလေကိန်းပိုင်းကျရင်သူကသူကြမ်းမြဲကြမ်းတဲ့မတ်စမန်တကောင်ဆိုပေမဲ့လည်းပဲအားလေးပိုင်းကိုလွယ်လွယ်နဲ့နှိမ်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်သတင်းကောင်းပါနတန်ပလီယာတွေတော်သတင်းဆိုပေါ့ကြားပေါ်မှာတက်စီပြီးအင်္ဂလိပ်လိုထိုင်ပြနေကြားမာကြီးကတော့မြန်မာစာပါမှာတိတ်ပြီးမသိတာပဲမဲ့တခြားစာပါတွေမှာတော့တော်တော်လေးကင်ပြီးတောင်းကျနေလို့ဆိုပြီး base damage ကို short လိုက်တယ်ဒါပေမဲ့တိတ်ပြီးမသိတာဘူးအားလေးပိုင်းဝိမယ်လေကိန်းလေးကျမ်းပါအောင်မယ်သတင်းနဲ့လိုက်ထွေးတာနားတဲ့စောက်ကြီးပဝဲရဲဆိုပြီးတော့ပြောရလောက်အောင်ဒီသတင်းထွေးရတော်တော်လေးနာနေရဲ့ဘဲကိုတော့မွတ်တွန်းကသတင်းထွေးတဲ့အခါထွက်မဲ့ magic power ကို short ပေးလိုက်တာဖြစ်တဲ့အတွက်အားလေးပိုင်းမှာဆိုရင် holy crystal တစ်လုံးလောက်နဲ့မရတော့ဘူးနှလုံးလောက်ဆက်ထားမှအဆင်ပြေတော့မှာပါအဲဒါကြောင့်မလို့ဘိန်းခိုးလင်းကအရင်ကထပ်ပို့ပြီးတော့ခက်ခဲလာမှာဖြစ်ပြီးပြောရရင်ဘိန်းကခဏခဏဂန်းခံနေရပါတယ်ဆိုခိုးလင်းကဒီလိုမျိုး magic damage မထွက်တော့တာဖြစ်တဲ့အတွက်အားလေးပိုင်းမှာတော့ share ဝိသွားမှာတီးချတယ်ဆိုတော့က buff တဲ့ hero တွေရော nap တဲ့ hero တွေရော adjustment လုပ်လိုက်တဲ့ hero တွေအားလုံးလည်းပြီး
ပြီဆိုတော့ပြောင်းလဲသွားတဲ့ item လေးနဲ့ပျောက်ဆုံးသွားပြီးအစားထိုးခံလိုက်ရတဲ့ item လေးတွေစီဆက်သွားကြတာပေါ့ပထမဆုံး reverse လောက်ခံလိုက်ရတဲ့ item ကတော့ dominant ice ပါအရင်တော့ကလိုမျိုးသွေးတက်ပိတ်တာရှိတက်ပိတ်တာကတော့ဘာမှပြောင်းလဲသွားတာမျိုးတွေမရှိဘူးပြောင်းလဲသွားတာကတော့အရင်တော့ကလိုမျိုး enemy maximum နေရာပေးတဲ့ attack speed ကို short ချမပေးတော့ပါဘူးအဲ့ဒီလိုမျိုး attack speed တွေကို short ချပေးတဲ့ effect ကိုဖြုတ်လိုက်တာနဲ့အညီနောက်ထပ် effect အသစ်တစ်ခုကိုလည်းထပ်ထည့်ပေးထားပြီးတော့ dominant ice ကိုဆက်လိုက်တဲ့အခါဘေးမှာ enemy တစ်ကောင်ရှိမယ်ဆိုရင် physical defense နဲ့ magic defense ကို8တိုးပေးတယ်9ကောင်ရှိရင်40တီတိုးပေးပါမယ်အဲ့ဒီလိုမျိုး dominant ice ကနေပြီးတော့ဖြုတ်လိုက်တဲ့ attack speed တွေကို short ပေးတဲ့ ability ကဘယ်ကိုရောက်သွားလဲဆိုရင်တော့ Horika Chesty Porton တို့ခေါ်တဲ့ Twilight Armor အစားထိုးအနေနဲ့ရောက်ရှိလာတဲ့ item အသစ်ထဲကိုရောက်ရှိသွားတာပါမွန်တိုနိုရေးထားတဲ့ပုံရဆိုရင်တော့ Horika item အသစ်က Twilight Armor နေရာမှာအစားထိုးထားတဲ့ item လို့ပြောရဆိုပေမဲ့တကယ် ability ကိုကြည့်လိုက်တဲ့အခါမှာတော့ Twilight Armor နဲ့ Dominant Ice နဲ့ကိုပေါင်းပြီးတော့ adjust လုပ်ထားတဲ့ item တစ်ခွက်လို့ပြောလို့ရမယ်ဒီတော့ item ရဲ့အလုံးလုံးပုံကိုရှင်းပြရမယ်ဆိုတော့ဖြင့်အရင်တော့က Twilight Armor မှာရှိခဲ့တဲ့ damage အရင်များလို့ရှိရင်အဲ့ဒီများလို့တဲ့ damage တွေကို short တာတနည်းအားဖြင့်တော့ error တို့ Leslie တို့အဲ့ဒီလိုမျိုး damage တွေကို short တဲ့ ability ကိုဖြုတ်လိုက်တယ်အဲ့ဒီ ability အစား Dominant Ice မှာ remove လုပ်လိုက်တဲ့ enemy တွေစီကနေပြီးတော့လာမယ့် attack speed တွေကို short တဲ့ ability ကိုတော့ဒီ item အသစ်ထဲမှာထပ်ထည့်လိုက်တဲ့အပြင်ကျွန်တော်တို့ကသွေး 30% အောက်ရောက်ပြီဆိုတာနဲ့ 20% ပြန်တက်တဲ့ ability ကိုပါထပ်ထည့်လိုက်ပါတယ်ပြောချင်တာကဘာလဲဆိုတော့ Dominant Ice ကသွေးတက်ရှိတတ်တာတွေကိုပဲပိတ်လို့ရတော့မယ်ပြီးတော့ physical defense magic defense နည်းနည်းတိုးမယ်ဒါပဲဘာ attack speed ကိုမှမလျှော့တော့ဘူးအကောင်တို့က Mia တို့ Cloud တို့ Carry တို့အဲ့ဒီလိုမျိုး attack speed maximum တွေပါလာလို့အဲ့ဒီ maximum တွေကိုကောင်းတာကြည့်လို့ရှိရင်အခုလက်ရှိနာမည်မခေါ်တတ်တဲ့ item အသစ်ကိုထည့်လိုက်အဲ့ဒီဟာက attack speed တွေကို short ပြီးရဒါပဲဒီမှာ brother တို့ကမေးလိုက်မယ်အဲ့ဒါဆိုရင်ငါတို့က damage အရန်ထွက်ပြီးတော့စိမ့်ကိတ်မဟုတ်ဘဲနဲ့တစ်ချက်ကိတ်နဲ့ Leslie တို့ error တို့အဲ့ဒီလိုမျိုး damage တွေကိုဘာ item နဲ့ကောင်းတာကြမလဲဆိုရင်တော့Guardian Helmet ရှိပါသေးတယ် Guardian Helmet ကိုဆက်လိုက်လို့ရှိရင်ကျွန်တော်တို့ကအရင်တော့က passive လို့ပြောလို့ရမယ်9စက္ကန့် damage အထိမခံလို့ရှိရင်သွေးပြတ်တက်မဲ့ ability ကတော့ဘာမှမပြောင်းလဲဘဲနဲ့ဒီတိုင်းလေးထားရဆိုပေမဲ့ effect တစ်ခုထပ်ပေါင်းလာပါတယ်အဲ့ဒါကတော့ Twilight Armor အစားဖြုတ်လိုက်တဲ့ passive လို့ပြောလို့ရမယ် damage 900ထပ်ပို့ပြီးတော့ခံရလို့ရှိရင်ကိုယ့်ရဲ့ message ပြီးပေါ်လိုက်ပြီးတော့အဲ့ဒီလိုမျိုး damage အကိတ်ကြီးတွေကို short ပေးတဲ့ဘယ်လိုပြောရမလဲ damage reduce effect ပေါ့ဗျာဒီတော့ဒီ physical defense ဖြုတ်တာတွေ magic defense ဖြုတ်တာတွေဟိုဟာထပ်ပေါင်းဒီဟာထပ်ပေါင်းတွေဘာမှတွေးမနေနဲ့ item အကြောင်းတွေလည်းဘာမှစိတ်မပူနဲ့ရိုးရိုးလေးပဲတွေးထားလိုက်ပါပထမတစ်ချက်ကတော့ကိုကတန်လဲကင်ထားတဲ့ enemy တွေကသွေးတက်တွေစောင်းရမ်းချမ်းနေလို့သွေးတက်လဲပိတ်ချင်တယ် physical defense ရော magic defense ရောနည်းနည်းရချင်တယ်ဆိုရင် dominant ice ကိုဘာမှစဉ်းစားမနေပဲနဲ့ထည့်လိုက်အဲ့လိုမှမဟုတ်ဘူး enemy ဘက်က attack speed တွေစောင်းရမ်းများနေတဲ့ကောင်တွေပါလာလို့ရှိရင်တော့ item အသစ်လို့ပြောလို့ရမယ်ဘာဆိုလားပဲနာမည်မခေါ်တတ်ဘူးအဲ့ဒီ item ကိုထည့်လိုက်အဲ့လိုမှမဟုတ်ဘူး enemy ဘက်က error လို့ top hero တွေကကိုယ့်ဘက်ပါရင်မကြမ်းမနဲ့ enemy ဘက်ရောက်မှကြမ်းနေတယ်ဘာညာဆိုရင် Leslie တို့ error တို့ကောင်းတာဖို့အတွက် Guardian Helmet ထည့်လိုက်ပါသွေးလက်တက်မဲ့အပြင် damage 900ထပ်ပိုထိခံရလို့ရှိရင်လေ Guardian Helmet ရဲ့ passive လို့ပြောလို့ရမယ် message people လိုက်ပြီးတော့အဲ့ဒီ damage တွေကို reduce လုပ်တဲ့ ability အသစ်ပါနေတာဖြစ်တဲ့အတွက်ဒီ item တွေကကောင်းမွန်တဲ့ကောင်းတာ item တွေဖြစ်လာပါလိမ့်မယ်ကဲဆိုတော့ကျွန်တော်ဒီကနေ့ video လေးတော့ဒီလောက်ပါပဲအစားတော့က free တုံးကန်ဘာညာနဲ့ double 11 second ဂုံးစင်းနီးဘာညာတင်မလို့ဆိုပေမဲ့လည်းပဲ information မလောက်တာကြောင့်ဂုံးစင်းနီးတွေပါရင်မတင်လိုက်ရပါဘူးအဲ့ဒီအတွက်လည်းအနူးညွတ်တောင်းပန်တဲ့အနေနဲ့ post ကူတင်ပေးထားတာလေးတွေရှိတယ်မသိတဲ့လူတွေအတွက်တခါလေးပြောပြလိုက်တာပါကဲဆိုတော့ကျွန်တော်ဒီနေ့ video ကတော့ဒီလောက်ပါပဲ brother တို့အနေနဲ့ minute 20ကျော် video ကြီးကိုကြည့်လိုက်ရတဲ့အတွက်လည်းအကျိုးတစ်ခုခုရှိသွားတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီအားပေးပေးတော့တောင်းဆိုချင်ပါတယ်ကျွန်တော် mouse ပိုင်းမှာနောက်နေ့ကြရင်လည်းမတူညီတဲ့ content အသစ်တွေနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲပေးကြပါစေဘိုင်ဘိုင်ပါခင်ဗျာ